ဆရာကအချစ်ဦးရှိတယ်လို့ကြားဘူးလေ ဆရာရဲ့ချစ်ဦးဟာလား သူ့နာမည်ကစောင်းဆိုတာနှင်းဆိုတာ ဟေးမမဟေးနင်းရလေ ခင်မီဒီကလေးကိုလို့အတင်းကြပ်မလုပ်ပါနဲ့ လူကိုစိတ်ညစ်အောင်လုပ်တယ်မှာလေကို့အနီးနာကို့ပတ်ဝန်းကျင်ကကိုယ့်ရဲ့အရင်းနှီးဆုံးလူတွေလောက်တာပို့ဆိုးတယ်မို့လေ အဝိရှော်လည်းရတယ်အင်္ဂလိပ်ရှေလောက်တာလည်းရတယ်ငါညီမပြောလို့ကုန်သိပြီလား နင်းမဘယ်နင်းမလဲ မသိလေ ဒီတကယ်ပဲပြန်လာခဲ့ရလားဟိမဲ 梦也能插不干气也能